England လာရှိ England လာရှိချကြချောင်းတော့ချကြတော့ပြန်ချကြည့်ချတတ်နော်အားလုံးမင်္ဂလာပါတော့လေးလာထားနော်ပြင်းလို့တစ်လေးကိုတဲ့နော်တစ်လေးကိုလို့တဲ့တစ်လေးကိုလို့တဲလာရောတပင်3ပင်4ပင်5ပင်ဒီခါသုံးလုံးကခွန်တာတဲ့နော်အဲ့ခါသုံးလုံးကခွန်တာနားလေးတိတ်ကြည့်မယ်အဲ့ဒီခွန်နော်ခါသုံးလုံးခွန်တာတစ်လေးကိုတဲ့နော်တပင်2ပင်3ပင်4ပင်တပင်2ပင်3ပင်4ပင်5ပင်ခါသုံးလုံးကခွန်တာနားလေးတိတ်ကြည့်လိုက်နော်တစ်လေးကိုတဲ့နော်တပင်2ပင်3ပင်4ပင်5ပင်ခါသုံးလုံးကခွန်တာနားလေးတိတ်ကြည့်လိုက်မယ်နော်ခွန်လို့မတဲ့သူကအကုန်နဲ့နော်5ပင်ကတစ်လေးကိုတဲ့တပင်2ပင်3ပင်4ပင်5ပင်မှာ6 3လုံးပေါင်း6 3လေးနဲ့20နဲ့ခွန်တပင်2ပင်3ပင်4ပင်5ပင်မှာ5 3 9ခွန်တပင်2ပင်3ပင်4ပင်5ပင်မှာ5 1ခွန်တာပြန်ခွန်ပြီးတော့3ထိပ်5ထိပ်ပဲเนาะထိပ်ကြီးပဲသွားမှာအဲ့တုန်းတော့တစ်ချက်ခွန်လိုက်မယ်3ထိပ်တစ်ထိပ်3ထိပ်အဲ့တုန်းတော့ထိပ်3လုံးကတစ်ချက်ခွန်မယ်တဲ့8ထိပ်တစ်ထိပ်8ထိပ်အဲ့တုန်းကလည်းတစ်ချက်ခွန်မယ်တဲ့ရှင်းအောင်လေကြည့်ရတာမှန်ကြည့်လိုက်တစ်ချက်တော့ရှုကြည့်လိုက်ဟိုင်းမလေးလည်းပြန်မဟိုင်းဘူးရှင်းလာမေးကြခင်ဗျာဟိုင်းကဲကျွန်တော်လည်းပြန်ဟိုင်းပြီဟိုင်းတဲ့ထာဝရအကောက်ပါရှင်နော်ဟိုင်းကဲဟိုင်းဆိုဟိုင်းလိုက်ရှင်းပါလေဆိုထွေးလာထေးလာဒီလေးကိုတဲ့ခြေခံပြီးတော့သူ့ရဲ့5ပဲပြမှာခါသုံးလုံးကခွန်နာနဲ့သူ့ရဲ့ဘောက3ထိပ်9 5ထိပ်အဲ့လိုမျိုးသူကဒါကလိန်ကြီးတစ်မျိုးညာလေးတစ်မျိုးနော်ဟာနည်းနည်း share ပေးရအောင်နော်ကြည့်ရတဲ့သူလေးတွေတချို့ကြိုက်တဲ့လူကလောက်ကြည့်ကြတာပေါ့နော်မလောက်ကြည့်လည်းနေပေါ့ဖုန်းကလိုက်လွင်ဖုန်းကလာတော့ဘယ်လောက်တော့မှာလဲတိတ်တော့မကြတော့
ဒီကောင်ကတဲ့အခြေခံနော်ဟို33တက်ပုံစံမျိုးအလုံးသားထည့်ရိုက်တာမို့2020နဲ့နှစ်တုန်းကဒီနေ့သူကနေသူပေါင်းဒီနေ့နဲ့3နဲ့4နဲ့5နဲ့မြောက်မှာကိုခါခွန်လို့ဖြစ်ပြီးတော့3 4 3 5 9ခွန်လို့ဖြစ်1 4 9တဲ့ဒီနေ့နဲ့3နဲ့4နဲ့5နဲ့မှာ5 3 9ခွန်တာနဲ့3 1ခွန်လေမွေးကန်းနေကြည်တိုင်ရမယ်နော်1 4 9တဲ့ဒီနေ့နဲ့3နဲ့4နဲ့5နဲ့ဟုတ်ပြီလား5 1ခွန်တာနဲ့8 1ခွန်လို့ဖြစ်တယ်ဟုတ်ပြီနော်အဲ့လိုခွန်ဖြစ်ပြီးတော့ဘာတွေစစ်ဖြစ်ကြမလဲပေါ့စဉ်းစားရပါလာတော့မှထင်တယ်ကြာရင်တော့ပေါ့နော်ရှင်းပါတယ်တဲ့ဟုတ်ကဲ့ရှင်းတယ်လို့ဆိုမှအဲ့လိုလေးလိုချင်တာမရှင်းနဲ့ဆိုတိတ်အဆင်မပြေဘူးနော်ဟိုပြရတာနော်ဒါကလည်းဘိုးဝေဖန်ကြနည်းနည်းလူစောင့်နေတာကြည်ရလို့နည်းနေလို့နော်ဟိုဝေဖန်မလားလေးကံမလားဆိုရတယ်ကြည်ရလို့လေးတွေနည်းမှာနည်းနေလို့နော်ဒါကိုဘယ်လိုလုပ်ချင်တာတော့အပီးကိုထည့်ထိုးချင်တာလားနော်ဒါကဒီနားလေးတင်ပြထားတာနော်ဒီခွန်လေး1 4 9တွေတို့ဒီခွန်လေးပြဖို့တစ်ဖက်ထက်ချုပ်ထားတာမဟုတ်နော်ချင်းညီ1 4 9လို့တက်ပြတာဒီနေ့နဲ့3နဲ့4နဲ့5နဲ့မှာခါတော့လို့ခွန်တာနဲ့ထိတ်ရခွန်တယ်ဒါလည်းလေးပြထားတာနေညိုကအလောက်နဲ့ချဲမပြအောင်နော်1 4 9တဲ့ဒီနေ့နဲ့3နဲ့4နဲ့5နဲ့ဟိုက9 3လုံးနဲ့ဒါနဲ့ချစ်နေပေါ့ရမယ်နော်ခွန်ထားတာခွန်တာနဲ့3ထိပ်1ထိပ်ခွန်တယ်နော်1 4 9တဲ့ဒီနေ့နဲ့3နဲ့4နဲ့5နဲ့ခွန်တာပဲ8 1ခွန်တာပဲခွန်ပြီးတော့ဘယ်လိုလုပ်သွားမလဲစဉ်းစားကြည့်နော်ဘူးမှမသိဘူးလားရပါဘူးလုံးသားကန်တယ်မှာကျွန်တော်ပြောသလိုပဲထိုးဘက်ကကျင်းမှာနော်ရှင်းထားပါတယ်ဆရာဟုတ်ပြီကြာစည်းလေးတွေကိုလှမ်းကြည့်လိုက်ဘယ်နှကွက်ကြာကွက်ရောက်တော့မှာအဲ့ဒီလေးထောက်ရည်တဲ့ခါကျတော့သူ့မှာချစ်တွေဘလောက်ထိလုတ်သွားတယ်လဲဆိုတော့ရှင်း3 just အဲ့ဒီခွန်ပြန်ဖြည့်ရဗျသူဖြစ်ခဲ့ရင်ခွန်ကပြန်ဖြည့်မှာပဲနော်အောက်ကွက်တွေရမှာပဲပေါ့နော်သူဖြစ်ခဲ့ရင်ပေါ့နော်သူလိုပဲထက်သွားတယ်သူလိုဆိုတော့ခွန်အဲ့မှာခွန်ကနှလုံးရေးထားတာနော်ဒီခွန်နော်အစိမ့်ဒီခရမ်းရောင်လေးရလဲခွန်တာနဲ့ဒီအစိမ့်လေးရလဲခွန်တာပဲကြည့်ရလို့ကနည်းသေးရနော်မကြည့်နဲ့ပေါ့ဟုတ်ပြီလားမကြည့်နဲ့ဘာမှပြောအေးစေးသူကတော့ပြောရရင်တော့ဒါစီနီယံထည့်တာပေါ့နော်သူကနေသူမရိုက်ခင်စက်ကြမှာစီနီယံနေသူကလုတ်ပေးတယ်လို့ဆိုလို့မှာပေါ့နော်အဲ့ဒီမှာသူကဟိုကျွန်တော်တို့ပဲနော်ရှာပြီလား1 4 9တဲ့ဒီနေ့နဲ့3နဲ့4နဲ့5နဲ့မှာခါ3လုံးခွန်တယ်ဒီထိတ်နဲ့ဒီထိတ်ပြန်ခွန်နာနေတွားလိုက်တဲ့ခါကျဒီနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့မြောက်မှာ4ထိတ်4နဲ့3မှာခွန်ပါလို့သူက sorry မှားသွားမယ်နော်
ဒီမှာရှင်းပြမယ်နော်အခြေခံနော်ဟုတ်ပြီလား1 4 9တက်ပြ1 2 3 4 5နဲ့မှာခါ3လုံး9ဒီထိတ်နဲ့ဒီထိတ်နဲ့ခုအဲ့ဒီထိတ်ကနေရေးရမှာခုနဲ့ချစ်ခတ်နှစ်ချစ်ခိုက်တာနဲ့1 2 3 4 5နဲ့6နဲ့မြောက်မှာ4ထိတ်1 4 9 1 2 3 4 5နဲ့မြောက်မှာခါ3လုံး9 3 3 1ခု1 2 3နဲ့4နဲ့5နဲ့6နဲ့မှာ4ထိတ်1 4 9 1 2 3 4 5နဲ့မှာခါ3လုံး9ဒီ3လုံး9 4နော်9 4ကို1 2 3 နဲ့4နဲ့5နဲ့6နဲ့မြောက်မှာ4ထိတ်နော်4ထိတ်မကြိုက်ဘူးမို့လား4ထိတ်ကြိုက်တယ်လားအဲ့4ထိတ်ကသူလိန်ထားတာရှိရနော်ဒီဟာလိန်ထားတာရှိတယ်အဲ့4ထိတ်ကိုခင်ဗျားတို့သူလုံးဝမကြိုက်အောင်လိန်ထားတယ်နော်4ထိတ်ကဲ4ထိတ်နော်ကဲ4ထိတ်တစ်ချက်4ထိတ်နော်4ထိတ်နော်4ထိတ်ပဲထားရတော့နော်ရှင်းလေးရနော်1 4ကိုခါ3လုံးခုံနဲ့သူကနေမှာသူက3နဲ့4နဲ့မှာခွန်လာလားဆိုရင်မှာခွန်နဲ့နော်1 2 3 4 5ခွန်4ထိပ်ဒီမှာ3ထိပ်ကနေ1 2 3 4 5 6ပဲ1 2 3 4 5 6ပဲ4ထိပ်1 2 3 4 5 6ပဲ4ထိပ်1 2 3 4 5 6ပဲ4ထိပ်4ထိပ်ညမွေးကနန်းပေးတာမှတ်မိမယ်နော်မွေးကနန်းပေးတာမှတ်မိမယ်နော်ပြင်းလို့မို့နည်းနည်းကိုပေးရလေးချက်ကန်းဆန်ဦးတို့တော့ချစ်တောက်ချင်တယ်လေအဲ့ဒီကနန်းကရိုက်တဲ့ကောင်တငါးကိုတွေတက်ပေါက်တယ်ဆိုတော့လိုင်းပေါင်းစုံလို့တက်ပေါက်တယ်သူကနေသူပေါင်းမှတပင်2ပင်3ပင်8 9 6လို့တဲ့ဖြစ်သူလိန်ထားတဲ့အကြောင်းနော်8 9ဒီမှာ6 9 8နော်သူကနေ1 2 3ပဲမြောက်မှာ6 9 8 6 9နဲ့1 2 3နဲ့4နဲ့5နဲ့မှာအဲ့ဒါအယောင်မြောက် break က10ပြန်ဖြည့်မယ်နော် break က10အဲ့10ကိုဖြည့်လိုက်မယ်အဲ့10ဘာကြောင့်မင်းဖြည့်တယ်လဲလို့ပြန်ဖြည့်ရမယ်1 2 3နဲ့4နဲ့အဲ့ကဏ္ဍတစ်ခုအဲ့ဟာတွေမရှိရင်အဲ့3နေအဲ့လိုဖြစ်ပြီးမှလာပဲအဲ့10ကိုပြန်ဖြည့်မှာ10ကျတော့အယောင်တူမယ်ဒီ10 1 2 7အဲ့ဒါတွေ့ရတယ်ဒီကနန်းပြုတ်စုကြနော်ပြုတ်စုကြတာနေ1 2 3 4 5နော်ခွန်8 1ဖြစ်ပြရနေခွန်8တက်ကနေ1 2 3 10ဒုံညာနေမှာ3လေးဒီကနေကျွန်းပြလိုက်ရဟောနော်အဲ့ဒီလိုကျွန်းပြတဲ့ခါမှာတဲ့သူကျွန်းပြတာဒီကောင် break လေးလို့မှတ်နော် break လေးလို့မှတ်လိုက်ပါတဲ့လွယ်လေးရနော်ဒီ3လုံးကလေး3 3ည4တပင်ကျော်ပြုတ်ဆိုကြဒီထောက်တွေကြမှာကြတာနော်ကားလေးကချေမဟုတ်ဘူးတနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့မှာပြုံးဆိုသူကတွေ့ချ break ကခုနော်အဲ့ break ခုံလို့လဲသူက2ချက်ခတ်မှာ break ကဒီထိတ်ကကြတဲ့ grade ဒီမှာကြ break ခုံလို့2ချက်ကတနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့မှာအဲ့ကနံပြုံးဆိုချ9 3ညနဲ့နော်တကနောက်တစ်ခါကျတော့4 5 5ကျတော့ဒီဘက်ကျအစိမ့်နေရတယ်4 5 5 4မပြီးသေးဘူးနော်ဒီလိုရှိမှခင်ဗျားဆို4 5 5တင်းနဲ့3နဲ့ခုနလိုတွေ့မယ်ဘာဖြစ်တော့လဲသူပေါင်းဝင်ရှိမှာဒီ4 5 5လား5 4 4နောက်တော့ဟာလား sorry ဒါမဟုတ်ဒီမနှစ်ကွက်ကြီးမို့ဒီ4 5 5 1 2 3
698ပဲနော်698ပဲဘူးပရိတ်တွေမှာသုံးမယ်ကြာ1 2 3 4 5ဘူးပရိတ်ကိုလေးခုဘူးပရိတ်တွေ့ရတယ်ဘူးပရိတ်ပြန်ဖြုတ်မယ်သူဖြုတ်ဖို့ရလဲဒါဂျွန်ပြက်ကရှိရမှာဟုတ်တယ်လားခွန်တငါအဲဒီကအထောက်ကရှိရမှာအဲ့လိုခွန်တငါလို့ဖြစ်တယ်နဲ့1 2 7ဖြစ်ကြရောအဲ့ဒီဟာကြီးခရမ်းရောင်ကြီးပြုတ်တယ်သူကဒါမျိုးကျင်းကြီးမှာအယူရကြတယ်မင်းကြီးမကြောက် sorry ပဲမရဘူးအဲ့လိုဖြစ်တဲ့ခါမှာသွားလိုက်တော့ခွန်ပိတ်ကလေးကနေသူကဟုတ်ဒီကနန်းလေးရတော့1 2 3 4 5ခွန်ခါ8ထိတစ်လို့ထည့်လိုက်1 2 3 4 5ခွန်ခါ8ထိတစ်လို့ထည့်လိုက်1 2 3 4 5ခွန်ခါ8ထိတစ်လို့ထည့်လိုက်8လို့ထိတာနဲ့တော့3ခွန်4 7 3 4ဂျွန်းဘုံဆိုပြတာဂျင်းကြီးပါဒီကောင်ကခွန်မှု1 2 3 4 5 6ခွန်ဘရိတ်ဒီကောင်ကဘရိတ်လေး1 2 3 4 5 6ဘရိတ်က4အဲ့လိုဂျွန်းပြတယ်ကနန်းတူကွမ်းငုတ်တုံးမိတ်အသက်ထွက်သွားမယ်အဲ့ဒီကနေမှသူဖြစ်တယ်နဲ့1 2 3 4 နဲ့5နဲ့6နဲ့9နဲ့10နဲ့မှဘုံဆိုသူကဂျွန်းပြတယ်9 3ညနဲ့ဒီမှာတဲလာနော်ရုံးဆိုဂျွန်းပြတယ်ပြုံးဆိုဂျွန်းပြလိုက်ပြီတဲ့အဲ့လိုပြစ်လိုက်တဲ့အခါမှာဘာတွေဆက်ထွက်မလဲဆို2 5ဘူးတွေထွက်တာတော့မပြောတော့ဘူးเนาะပြောရအောင်မလားနော်ဒါမွေးကနန်းရမယ်เนาะခင်ဗျားတို့မွေးကနန်းရမယ်เนาะမွေးကနန်းရမယ်เนาะအဲ့လိုလေးဖြစ်ပြီးတော့ပေါ့ခင်ဗျားမွေးကနန်းလေးကောင်းကောင်းရမယ်เนาะပြန်ပြပေးမယ်နော်ပြန်ပြပေးမယ်ရှင်းလေးရယ်ဒီကနန်းကဒက်ရှိမှာဒက်ရှိရနဲ့သူ့ရဲ့တနေ့ချမှာဒီမှာ698ကနေသွားရင်3ပင်ချဘရိတ်က3ည36တဲ့3ညဘရိတ်အဲ3ညဘရိတ်ကနေ1ရယ်2ရယ်ခွန်ရယ်စောင်းပွဲဒီကောင်ဒက်ရှိရမှာဒက်ရှိမှာအဲ့မှာ1 2ခွန်စောင်းပြီး3နော်5 3တဲ့လို့ပြုတ်သူချတာနေ1 2 3 4 5ခွန်ခါ8ထိတ်တစ်ထိတ်လို့ဖြစ်တယ်ဒီမှာဒီ3ည3လေးဆိုတော့ဒီထိတ်တောင်3နဲ့ပြုံးလို့ချတာနေ1 2 2 3 4 5 နဲ့6နဲ့အဲ့ဟာမပြောတော့ရှုပ်တော့အကျုံးမဝင်တော့ဒီခွန်ကူးတာကူးပြီးမှအဲ့ဒါ1 2 3 4 5 6ခွန်8ကွက်တာနေ1 2 2 3 4 5 နဲ့6နဲ့9နဲ့8နဲ့9နဲ့မှ2ဦးမှာနော်အဲ့တန်ငါကိုဖက်ဖက်ကအောင်လေကွမ်းမယ်ပင်ချိတ်သွားမယ်ရဲ့ဟဲ့လို့တော့မဟုတ်လည်းဖြစ်သွားမယ်နော် sorry ဒါမဟုတ်455သူ့ရပါဝင်နော်698နော်တနေ့နဲ့3နဲ့4နဲ့5နဲ့မှ10 break 10 break ကဒီ10ဖြီးဖို့ကြီးอ่ะခွန်တင်ငါလို့တွေ့ရတယ်1ရ2ရခွန်ရစောင်းပြုံးအဲ့ဒါပြုံးနဲ့ချိန်နေတော့1 2 3 4 5ခွန်8 1တူလို့ပဲခွန်8 1ဖြစ်တာနဲ့ထိတ်သုံးလုံးဒီ break လေး3ခွန်လေးဒီထောင်သုံးလုံးပြုတ်ကနေတော့1 2 3 နဲ့4နဲ့5နဲ့6နဲ့မှာကြိုက်တဲ့ကဏ္ဍချိန်ခိုင်းတာဒီ break လေးမဟုတ် break လေးအဲ့ဒီလိုကျင်းကြီးလို့1 2 3 နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့8နဲ့မှာ9 3ညနဲ့ကွာအဲ့ဒီလိုကွက်တာနဲ့နောက်ထောင်လေးထွက်ရဆိုတော့အဲ့ဒါချိုးချင်းကိုယ်တွေဖက်ဖက်အောင်ပဲလို့ပြောတာကွက်ကိုမထိုးရနဲ့ကိုတနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့9နဲ့9နဲ့မှာတင်ငါကိုပြုတ်နော်သူပြုတ်တော့မယ်ဆိုရင်သူပြုတ်တော့မယ်လို့ဟောဒီကောင်မှာ4ဒါဆောက်ရမ်းမှတာဘုံတော်တယ်ဒါ4အဲ4တာနဲ့သူရှိတော့ဒီနောက်နှလုံးပေါင်းက4လာခဲ့24ချိန်မှာလဲနောက်ပေါင်း4အထောင်မှာ4နော်မှတ်ထားမျက်လုံးနဲ့အတွေးခေါ်အဲ့ဒါ4လာခဲ့နောက်နှလုံးပေါင်းက4ကနဲ့24ချိန်မှာလဲ
ဘယ်ရောက်သွားနောက်နှလုံးပေါင်းက4 684 2234နော်အဲ့ဒီ break လေး4တာနဲ့နောက်နှလုံးပေါင်းက4 one chain dash j နောက်နှလုံးပေါင်းက4အဲ့ဒီနဲ့ထဲမှာ24ချိန်မှာနောက်ပေါင်းလေးဟောဒီလိုက4အဲ့ဒီ4တာနဲ့ origin မှာနောက်နှလုံးပေါင်းက4 24ချိန်မှာနောက်ပေါင်းလေးအထောင်က4 220နော်5274နောက်4 1ကြိုက်တယ်လားပင်ချိတ်ကဟမ်ဒီကထောင်တက်တယ်ရှင်းနေပါလေနော်ဟုတ်ပြီရပြီနော် break လေး break တွေထည့်သွားပြီနော်ဒီမှာတော့လှဲ့တယ်ဆိုတဲ့စနစ်ကိုပြောပြတယ်ကဲအဲ့လိုတွေတီးကမွေးကနန်းရောက်တော့မှာနော်ခင်ဗျားတို့မွေးကနန်းရောက်တော့မှာမွေးကနန်းရောမွေးကနန်းထူကိုွေးကနန်းထူလာပြီနော်အဲ့လိုဖြစ်ခံရတဲ့စနစ်မှာထွက်ပေါက်ချင်တာဘာတွေထွက်ပေါက်မှာချင်းချင်းနဲ့ရည်ချရတယ်မလားလာခဲ့မွေးကနန်းတစ်ခွက်ပြောဒါတီးတဲ့တစ်ဖိုင်ပါတယ်ဒီသုံးလုံး3ရဲ့3ညရဲ့4ရဲ့ဆိုတဲ့ကဏ္ဍဒီထွက်ပေါက်တာနဲ့1 2 3 4 5 6 break ခွန်ပေါက်လိုက်ပြီနော် break တစ်ခွန်လောက်ပေါက်လိုက်ပြီပေါက်တာနဲ့သူကနေ1 2 3 4 5 6ခွန်8နော်အဲ့ကဏ္ဍလေးထွက်ရိုက်တာနဲ့ဒီကဏ္ဍရနော်ရိုက်ပြီနော်ရိုက်သွားပြီအဲ့တော့ဒီကဏ္ဍရည်ကြည့်အောင်ဒီကဏ္ဍရည်ကြည့်ဒီကဏ္ဍနောက်တစ်နေ့တနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့9နဲ့10နဲ့တနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့9နဲ့10နဲ့1 4နှစ်ဒီကနလားခွန်3ညခွန်ဆိုတဲ့ကနလားဒီမှာတစ်ပေါက်ချင်sorry တူလိမ့်မယ်ပေါက်ချင်လဲပေါက်နော်ထိုးရင်လဲထိုးခွန်3ညခွန်နော်ဟုတ်ပြီနော်တူလိမ့်မယ်ခွန်3ညခွန်လာခဲ့အဲ့ဒီလိုဖြစ်သေးစားနဲ့6ထိပ်က6ထိပ်လို့မကူးလားသူဒီကောင်ထောင်ရိုက်ခံရတဲ့6ထိပ်က6ထိပ်လို့မကူးလားဒီကောင်ထောင်ရိုက်ခံရတဲ့ကနနော်ရိုက်ခံရတဲ့ကနကဒီနော်ကြည့်နေနော်သူကအပေါ်တော့ဒီ3ထိပ်က3ထိပ်လို့မကူဘူးလားဟုတ်ပြီနော်ကူးလိုက်တဲ့ဒီကနလေးမကြည့်ရဘူးလားနှစ်လေးတက်ဆိုတယ်အဲ့ဒါတွေ့မကြချင်ဘူးလားကူးလိုက်တဲ့ဒီကနကခွန်မှုခွန်ရိုက်ချာနော်ဒါနောက်ပိတ်ပဲဒါလေးသွားလို့မဟုတ်တော့မေငါကူလေးရိုက်ဘူးငါကူလေးကိုရိုက်ပြဘူးလေမလားအဲ့လိုဖြစ်ကနေလာခဲ့ဒီထိတ်ကဒီထိတ်6က6ထိတ်3က3ထိတ်လာခဲ့4ခွန်3 break 4မှု break 4လို့မရိုက်ချင်ဘူးလားခုန4ထိတ်နော်4 3ခွန်ကဲဘာလုပ်မလဲဒါရွေ့မလားဘာရွေ့မလဲလာပြီရွေ့ခံရတော့သူရွေ့ခံရတော့အဲ့ဒီလိုတွေဖြစ်5ကပိတ်လိုက်9ကပိတ်လိုက်4ကပိတ်လိုက်5 9 4 5 9 4 4ကပိတ်လိုက်5ကပိတ်လိုက်9ကပိတ်လိုက်4 5 9 5 9 4 5ပဲ9ပဲ4ပဲ sorry ဒီမှာ4ပဲ5ပဲ9ပဲအဲ့ဒီနှစ်ကွက်လားတဲ့ပြေးမလားတက်4ခုန4ထိပ်ပြတော့4နှစ်တက်ကဟမ်အဲ့ဒါတက်ပြေးမလားဟုတ်ပြီနော်ပြေးမလားတဲ့ခင်ဗျားတို့မှန်လည်းမမှန်အောင်နော်ခွန်3ညခွန်အေးပြေးလိုက်လေခွန်3ညခွန်ကိုလည်းကြိုက်ဟိုနေ3ညထိပ်ပြတာမလားနှလုံးပေါင်း4နဲ့ဆိုတော့ဘယ်ဟာထိုးမှောင်တာစဉ်းစားခွန်3ညခွန်လားခွန်90လားကြရင်အားလိုက်နော်ရှင်းလားမသိဘူးကျွန်တော်ပြောပြတာရှင်းလားဒဲပြေးမလားဒဲရွေ့မလားဒါကိုဆိုလို့ပဲနော်အဲ့ဒါကိုဆိုလို့တာအဲ့သူ့ပေါ်မှာရောက်2ထိပ်ကြလို့1 4နှစ်ဆိုတဲ့ကဏ္ဍကို2ထိပ်နဲ့အားလိုက်မလား1ထိပ်နဲ့ထိုးမလားလိုက်မကောင်းမှုစီအားတယ်ကျွန်တော်ဘက်ကတော့ဝီပဲကောင်းတယ်ဟုတ်ပြီနော်ကျွန်တော်ပြောတာရှင်းလေးရတာခင်ဗျားတို့ဟိုကြတော့က
ခဏပြောနေတာနော်ဒါအကောက်ကလွယ်မှာခင်ဗျားတို့ဒါဟိုစိတ်မကောင်းလို့ပေါ့နော်စိတ်မကောင်းလို့မင်းပေါက်တိပါသေးလား sorry မသိဘူး90အားတဲ့3ခွန်4 3ခွန်3ညခွန်ခွန်ဟုတ်ပြီအဲ့တော့ပါထိုးမလဲစဉ်းစားနော်အဲ့ဒါသူထွက်ခံရတဲ့စံကအမှန်ကန်နော်အဲ့တော့အဲ့ကြာကွက်မှာ4ဆိုတဲ့တလုံးကပါချင်တာလားခွန်3ညခွန်မဟုတ်ရင်နော်ဒီစနစ်သူ့စနစ်ကြာတော့မယ်ဆိုရင်ဒီကောင် break လေးအဲ့ဒါချက်အများကြီးနော်ဒီနောက်နှလုံးပေါင်းလေးတူကြဖို့ရနောက်နှလုံးပေါင်းလေး4တဲ့ချိန်မှာကံလာမရှိဘူး24ချိန်မှာလေးဒီထောင်လေးဒီနောက်နှလုံးပေါင်းလေး24ချိန်မှာလေးဒီထောင်လေး sorry ဒါကြောင့်မွေးကန်းလေးအောင်ရတယ်ချရတယ်ခင်ဗျားတို့ပုံထိုးတယ်အဲ့တော့အဲ့ဒီကဏ္ဍလေးလားဒါဝေဖန်ကြတကယ်ကြီးပေးမှလားသူကနော်အဲစဉ်းစားနော်တစ်ချက်ခင်ဗျားတို့အဲဘယ်ရထွက်ပေါင်းလိန်ကောက်ချတော့မလားဟုတ်ပြီနော်လိန်ကောက်ချတော့မလားမတူဘူးလို့ကလည်းကပြဖို့ပြနေအောင်လဲအောင်ပါပဲစိတ်ခေါ်တော့တယ်သူကအဲကြောင့်မို့မပါသေးကြီးတယ်မလာနဲ့နော်မေးပြီးတော့လဲကိုကတော့လာမမေးတယ်နော်ဒါကျုပ်ကအတွေးပဲရှင်းလေးဒါကျွန်တော်ရိုက်လာတဲ့ guideline လို့ဒီကွန်ချစ်ကိုလေးဆို sorry ပေါင်းလို့တော့ချဝေးရဝေးတယ်ကျွန်တော်ပြန်ပြောမယ်ဒါမျက်စိရဲ့ပုံပုံများဒါပုံလေးစားစဉ်းစားကြားတယ်ဆိုတာအရွေ့မှာကျင်းညီလို့ကြားတာအဲ့4ဆိုတာလဲကျွန်တော်တို့အတူရဒီ4ကြောင့်ဖြစ်မလို့တူညီမှုနဲ့ကြားတယ်ဒီကောင်က4 5 5 4 3ဝင်သူကတူပါဝဲ3မကြတော့6 9 8တဲ့တွေရတယ်ဒီမှာ10 break ချိန်တာနဲ့ရိုက်လိုက်အေး10 break ဖြစ်အောင်လဲကြည့်တယ်နော်ဒီလိုဂျွန်းပြလိုက်တာဒီကနန်းတွေမှာ10 break ကိုချိန်တာရိုက်ခိုင်းတာဒါအသေးသေးရှင်းမပြအောင်နော်10 break ကနေမှတီးနီးခုံလို့ဆောင်ရုပ်3 5 1နော်အဲ့လို3 5 1ကနေတော့1 2 3 4 5နော်ခွန်ခါ8ထိပ်တစ်ပိတ်တစ်ထိပ်ခွန်ခါ8ထိပ်တစ်ထိပ်ဖြစ်လာခဲ့ဒီမှာ3ည3လေးဒီထိပ်3လုံးတော့ပဲနော်အဲ့လိုဖြစ်ပြီးမှ1နဲ့3နဲ့4နဲ့5နဲ့တည်းမှာ break ခွန်အဲ့လိုညီမရန်ရှရောနဲ့ပြစ်ချတာမဟုတ်ဘူးအဲ့မှာတော့3ည3လေးရနေ1နဲ့3 4 5 6ခွန်8 1နဲ့ချလိုက်ချပြီးတော့မှအဲ့လို1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့9နဲ့နဲ့ပါနှစ်ဦးမှာ1 9 5ဆိုတဲ့ကဏ္ဍချဖို့ရဒီနှလုံးကြိုက်တာနဲ့လေးဒါ9 5မှုမြင်နေရတာထားလိုက်တော့အဲ့9 5မှုကြိုက်တာလေးအဲ့ဒီ4ရနဲ့အဲ့နဲ့ထဲမှာနောက်နှလုံးပေါင်းက4နော်4ရနဲ့တော့9ရယ်2ရခွန်ရယ်4လာပြီလား4ရနဲ့ခုနဒီကျွန်းပြတဲ့1ရ2ရခွန်ရယ်တဲ့ရယ်လာမယ်လေ1 2ခွန်အဲ့ဒါကြောင့်မို့ဒီနောက်ပိတ်3လုံးကချတာအဲ့နဲ့ထဲမှာချတယ်မဒီကနန်းချမယ်ခုန10 break မို့လားမျိုးကြီးက live လွှတ်ထားလို့ကနန်းနဲ့ထည့်ရမှာပြတာဒါပြောရင်မပေါက်ခွန်ဘူးမွေးကနန်း4ကကြီးလောက်လွှတ်ထားတယ်လာခဲ့အဲ့ဒီနောက်ထောင်3တော့9 9ခွန်ဆိုတဲ့ကနန်းဒီကနန်းကွမ်း1 4 5တို့ရတယ်မမေးနဲ့ချပထမကဒုတိယကံမဒီမှာဒါလေးအဲ့အနေ3မှန်ကြာ8 9 6 6 9 8ဆိုပတ်လေတဲ့ပေါ့လေ6 9 8တင်းနဲ့နဲ့3နဲ့4နဲ့10 break အဲ့10 break ရလာဒီကနန်းဖြည့်ရမယ်အဲ့ဒီ1 2ခွန်ဆောင်ကွမ်းမမေးနဲ့အမေ1 2 3 4 5ခွန်8 1ဒီမှာ3ခွန်လေးရိုက်တော့မယ်4 3ခွန်ရိုက်ပြီ3ခွန်လေးဟုတ်တယ်နော်အဲ့လိုပြောပြတာအဲ့ဒီကနေတော့1 2 3 4 5 6ခွန် break နော်ဒီက4မှု break လေးကနေ1 2 3 4 5 6 7 8ကွမ်းအဲ့ကွမ်းနာနေမှာဒီမှာနောက်တစ်နေ့ကြာတော့မယ်နှစ်ဦးမှာ9 5ကြိုက်တာနဲ့လို့9 5 5 5 5 4လာကနေဆက်လေးဒီမှာ4ဒီထိသုံးလုံးလည်း4အဲ့ဒီလိုတွေဖြစ်ပြီးမှခုန1ရ2ရခွန်အဆောင်ဒီလိုဖွေရလေးစာကြာရှုပ်တော့မျိုးတင်မဲ့1ရနဲ့ခွန်အယောင်လေးမပြောင်းခွန်ရှိကိုကြတော့မှဒီမှာ9လေးတွေ့1 2 3 4နဲ့မေလို့ခဏခဏပြတာပြီးကြတော့မထိုးပြတက်ကြတယ်ကြောထိုးမှထိုးနော်မကြဘူးလားအဲ့ဒီနောက်ပဲတော့9 9ခွန်9ခွန်ရှိမကြဘူးလား9လေးတော်တော့1 2 3 4မကြဘူးလားအဲ့ဒီကနအဲ့လိုတော့ဒီ10ပဲအဲ့ဒါဒီ10တွေခဏနဲ့လိုက်လို့တော့ကျွန်တော်ဖတ်ပါမယ်ကျွန်တော်ကြိုက်တဲ့လုံကိုကအဲ့ထိုးလို့ပြောပြတာနော်အဲ့ဒါကြောင့်မို့ဖြစ်ခံရတဲ့ကနကဒီကနကနေတနေ့တည်းရီလိုက်1 2 3 4 5 6ခွန်8 9
ဒီမှာရောက်ပြန်2 4 1 2 1 4 1 2 3 4 5 6 9 10 10 2 1 4သူကြတော့မဆို5ဘိတ်9ဘိတ်4ဘိတ်2 1 4လားနော်တင်မှာ4ဘိတ်5ဘိတ်9ဘိတ်ဟောဒီ2 1 4လားအေးတို့တော့ဒီခွန်မယ်ဆိုရင်လာခဲ့6ထိပ်က6ထိပ်2 1 4လားဒီကနန်းလား sorry နော်ဟိုကလည်းရေးကြည့်မှာလာခဲ့တင်မှာ sorry ဒီက4တယ်နော်ဒီကနန်းကလေဒီကနန်းလားဒီအပိတ်လားဒါလားဒါကိုလေးနော်အဲ့ဒါကြောင့်ဒီ3ပေါ့ရှင်းလေးရနော်ကျွန်တော်ပြောပါရှင်းလားရှုပ်သလားမြန်သလားဖြည်းဖြည်းလေးပြောအောင်လားနော်မွေးကနေကျွန်တော်ပေးရင်ခင်ဗျထွက်มาတော့သိကြတယ်ဘယ်တော့လည်းမမွေးနိုင်ဘူးဟုတ်တယ်နော်အောင်လည်းကနန်းများမမွေးနိုင်ဘူးလုံးသားတဲ့မှာတဲ့အချိန်နဲ့တိုင်းထိုးလို့ခင်ဗျလည်းမထိုးနိုင်ဘူးလုံးဝ sorry ကျွန်တော်သိတယ်နော်အဲ့လိုပြောပြတာချဲရဲ့စနစ်သွားလာအောင်နော်ကြိုက်ရင်မွေးနော်ကျွန်တော်ပြောပြလိုက်မယ်နော်ခင်ဗျားတို့ပြောနေတဲ့အဲ့ဒီကနန်းဒီနေ့ကြပါလိမ့်မယ်လို့တွေးထားတာပေါ့ထူနေတဲ့ဟာလေအီမီလီချီမီလီမြင်ဘူးမှမထင်ဘူးနော်ကလန်နာခင်ဗျားတို့ဘာကြောင့်လို့ဘာမှမသိဘူးလို့အဲ့ဒါကြောင့်မို့ကလန်နာမှာအသက်ကမရှိသေးလို့မသွားမောတာပြည့်နေမှုနေမှာအသက်ရှင်နေကျွန်တော်လည်း live တစ်ခါတွေ့မေးကုန်တယ်ဗျလက်ကားတော့ free တော့မရဘူးဘာလေးနေမရဘူးလူချမ်းမိုင်းလည်းအထီးရနော်ကြည့်နေနော်အဲဒီစနက်တွေသွားရလာအောင်ကြည့်နေဒါကမွေးကြရင်မွေးမမွေးခြင်းမွေးခြင်းမွေးနော်တော်ဤပေါ်ရောတက်မလာနဲ့ညိုကြီးက YouTube လည်းမကြည့်ပို့မကြည့်လည်းညိုကြီးလူတွေကအဲဘယ်လိုလဲညိုကြီးဆိုင်ရောက်လာဆိုရောက်ကိုလူတွေပို့ပြီးကွာကိုကစိတ်ဝင်စားအောင်အများကြီးဝါတာလည်းပေါ့ချင်းနေဝေးလူတွေဒီမှာကြည့်ကနန်းကယူပုံယူနေကြည့်မထူမနူနေဘူးခင်ဗျားတို့ဘာမွေးရမှမသိဘူးဖြစ်နေနော်ဘာထိုးမှမသိနော်လာကျုပ်ကတကယ်အထွတ်မဲ့ကနန်းကရှိတယ်တည်တယ်ကျုပ်အကုန်စစ်ဆေးပြီးအဲ့တက်9ကိုလုံးမျိုးအားဒီလိုဂျွန်းပြလိုက်မှာအားဒီကိုဝိုက်ထားလိုက်ခုနစီးနေလေတူတယ်နော်ဒါပေမဲ့တို့ဆိုအသွားလာခြင်း1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်ဒီကနန်းအဲ့ဒီကနန်းသူကရွေးလိုက်ရောအဲ့ဒီကလာပေါက်တယ်ပေါ့ဗျာအဲ့သူပေါက်တော့မယ်ဆိုလာပြပြီးနှစ်ဦးလုံးနဲ့ခင်ဗျာတလုံးနဲ့ကတိပါတီလွဲလာတယ်6ပိတ်မယ်10ပိတ်မယ်3လုံးပိတ်မယ်တစ်ချက်လွဲလိုက်ဖို့ခုစင်းလာ6 8 3လို့ဖြစ်နော်ဖြစ်ပြီးတာလဲသူဘာတွေဆက်ဖြစ်မလဲပြပြီနော်ဟိုဘိုးကျော်တေချာကြီးငါလာရည်တဲ့လို့လည်းပါစောက်စင်မရှိဘူးပြီးတော့လေးတစ်ခုမှကနေမမဲကိုနဲ့ဗီဒီယိုပေါ်ပြောလို့လောက်တဲ့နေလာခဲ့မြင်ဘူးလည်းမင်းကြည့်တာအဲ့ဒီလိုတွေ့ဒီကနန်းဒီကိုကူလို့မလို့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်မှာအဲ့လိုကူတော့မှသူ6 8 3လို့ဖြစ်ပဲပြုတ်ဆိုချသူချတာသူကတော့9ထိပ်3ထိပ်5ထိပ်6ထိပ်1နှစ်3ကွာနာနဲ့1နှစ်3ပြုတ်အဲ့သူပြုံးတဲ့အကြောင်းတွေအကုန်ပြောတော့အဲ့ဒီလိုပြုံးနေလာခဲ့ပြုံးဒီကနန်းရှိမှဆိုပြီးလူတွေမထိုးပဲနေကြမယ်ဟာရီလိုက်တပင်2ပင်ရီလိုက်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်9ပင်10ပင်17ပင်12ပင်13ပင်14ပင်15ပင်မပြီးသေးဘူးနော်ဟုတ်ပြီနော်အဲ့တကယ်မကနန်းရလိမ့်မယ်မွေးနိုင်ရင်မွေးကိုနားလဲစော့နော်မျက်စိလဲအောင်ဆိုင်နားလဲအောင်ဆိုင်ကိုကြိုက်တာနဲ့ကိုလို့အဲ့တကယ်
ဒီမှာကရွေ့တော့မှာနော်တစ်နှစ်နဲ့3နှစ်4နှစ်5နှစ်6နှစ်အောင်ရွေ့တော့မှာရွေ့တယ်နော်သူလိုပဲကွာဝေးတူတယ်လားမန့်ရမမခုလိုင်းစင်းကောင်တိတ်တွက်လာ6ပိတ်8လို့ပိတ်3လို့ပိတ်လွဲသလားဟဲ့6 8 3 6 8 3အပိတ်ဆောင်ခံမှာသူကအဲ့မှာသူ့ပေါ်ချ3ပိတ်ကိုအော်တိုမက်တစ်ရတဲ့စနစ်သွားတာအဲ့လိုဖြစ်တာနဲ့သွားရအဲ့လိုဖြစ်တာနဲ့တင်းအဲ့လိုဖြစ်နေဘာလို့တော့ခုနဒီလိုလောက်အောင်9 9 5 6 9 5 3 6ပြန်6အဲ့လိုတွေ့ရတယ်3ပိတ်ကနေစီလိုက်မယ်ဒီရွေ့ခန်းတဲ့ကဏ္ဍဒီကဏ္ဍနဲ့အောက်မှာ9ထိပ်တွေလာခဲ့9ထိပ်မထိပ်အမွဲ1 2 3ဘာလို့မွဲမလဲဒီမှာ3ညရှိနေဒီမှာ9ရှိနေဒီမှာ6ရှိနေ6 6 5 3ည5 6 5 3ည5အဲ့လိုတွေ့ရနေတော့တပင်ညာဒီကဏ္ဍပြုံးလာခဲ့6 5 3 5ကြာသူကတပင်ကြာဒီကဏ္ဍ8 6 6ပြုံးလာတယ်လားမင်းလည်းအဲ့လိုမျိုးရိုက်မြင်ဘူးလားနော်လာခဲ့အဲ့ဒီစနစ်တွေလည်းမကြီးနဲ့လာခဲ့ပြုံးတက်3ညနဲ့နော်တက်3ညနဲ့တနေ့ထဲမှာအပင်ရေကနော်အာပိတ်ကြာရှင်းလေးရနော်အဲ3ညလေးကြောင်းပြောတယ်အခုနဲ့3နဲ့မှလောက်နော်ဟုတ်ပြီနော်အဲသူကြတယ်နော်သူကြပြီဆိုခုနကလုံးသားရွေးတယ်လို့ကဏ္ဍတိုင်းမှာအများကြီးပုံစံတူရှိတယ်အကွက်တို့တော့သူဖြစ်ဒီလူဖြစ်ငါဖြစ်ဒီလူဖြစ်အဲ့ဒီလူမြန်ဖြစ်မလားဆိုပြီးလူတွေအတူနေတယ်နော်မရပါဘူးကြည့်ဒီမှာကျသူဘာတွေဆက်လုပ်တယ်လဲဆိုကြည့်ကြအောင်အဲ့လိုဖြစ်တာနဲ့သူ့ရဲ့ဘယ်နဲ့နဲ့လဲနော်လုံးဝမတူဘူးဒါအကုန်ချော်ချလိုက်တော့နော်နော်ဒါအများကြီးရှိတယ်အဲ့ဒါတွေဘာလို့မင်းအဲ့လိုမျိုးဂျင်းကြီးနဲ့ရိုက်တာပေါ့လက်ရိုက်တာပေါ့ဘရိတ်က30ဘရိတ်30လေး30ရဲ့4ရဲ့8ရဲ့3ည4 8ဒီမဲ့ဒေချာကြည့်ဒီဟာရဲ့တပင်ကြာ3ည4 8နော်4တက်ခွန်ရဲ့တပင်ကြာတိလားထက်အောင်ကြီးသလား3ည4 8ကြည့်လိုက်ဒီကူးခံရတဲ့ခဏရေးလိုက်မယ်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ကူးခံရတဲ့ခဏရေးလိုက်မယ်လေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်လားဟမ်ဟာခင်ဗျားတို့မရပါဘူးဒီလိုစနစ်တည်ကြသွားအောင်နော်အဲ့ဒီလိုလားဟာနေတယ်နော်ခင်ဗျားတို့ဟာနာမို့လား1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်နော်ဒီမှာကြည့်1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ဟာနေရနော်ဒီနှစ်ကြာမှာဟုတ်ပြီလားမကြောက်နော်ဒါတွေမကြောက်နော်ဒီနေ့ကူနော်မြင်နေမလားခင်ဗျားတို့အဲ့မှာမွေးထူးခြင်းဒီ3ခွက်3ည2နှစ်3ည6နှစ်1 4 6နော်သူဟာတယ်နော်သူဟာနေရနော်ခင်ဗျားတို့ဟာနေရနော်မဟာတာကြကျုပ်ပြောတော့မှာပေါ့အဲ့ဒီလိုဖြစ်ခံရတဲ့စနစ်ထဲမှာမဟာတာဟာအဲ့ဒါအမှုရောအများကြီးပဲအဲ့ဒီလိုကြာတဲ့စနစ်ထဲမှာသူ့ကနေပြီးတော့တဲ့သူဒီနဲ့ကူရတော့မယ်ဆိုလာခဲ့ဒီနှစ်ကွက်ကဒီနာလေးပဲလာခဲ့နာမနော်အဲ့မနော်ဒါနဲ့လည်းအတူတူပဲနော်သူခမရတော့ကြလို့ကိုမလုံးမှမကြည့်တယ်လို့ကြာမကြည့်တတ်ဘူးပေါ့လာပြီလေဟာတယ်ဆိုတာကြတော့ဒါနဲ့ကြာဟာသလားဆိုတော့တနေ့ကြာကြည့်မယ်အဲ့ဒီလိုဖြစ်ခံရတဲ့ဟာတယ်ခဏဒီကနန်းဘယ်လိုကိုကြိုက်တယ်လို့မှတ်တယ်လို့ကိုအဲ့ဒီမှာအဲ့နဲ့တဲ့အဲ့ကနန်းကြာကြိုက်တဲ့နေရာကြာလူကြာတယ်သူ့ကိုရည်တော့မှာနော်သူ့ကိုရည်တော့မယ်ဆိုဒီမဲ့လူရည်ရမယ်
တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနဲ့မှဒီကနန်းကြာသူကြဝယ်လာတော့မှာနော်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနဲ့မှဒီကနန်းကြာသူကြတော့မှာသူကြတော့အဲ့ဒီသူကြတော့မယ်ဆိုရင်သူကြတော့မယ်ဆိုရင်ဇလန်းကပြခွန်ပိတ်တက်ခါလေးလို့ထိသူကြတော့မယ်ဆိုခွန်ပိတ်တက်ခါလေးလို့ထိအဲ့ဒါကြအဲ့ဒီလူတွေကြတဲ့အနေမတူအဲ့လူတွေကြတာနဲ့တဲ့သူကနေတစ်နှစ်နှစ်နှစ်သုံးနှစ်သူကနေဒီမှာတစ်နှစ်နှစ်နှစ်သုံးနှစ်ပြုံးအဲ့ဒီပြုံးကဒီဟာတစ်နှစ်နှစ်နှစ်သုံးနှစ်နော်လာခဲ့သူ့ရဲ့ပေါ်နဲ့ရှည်လိုက်တစ်နှစ်သုံးလေးဒီလိုသွားလိုက်တစ်နှစ်သုံးလေးဒီမှာကြည့်သူကနေတစ်နှစ်သုံးလေးသူပါဝင်တစ်နှစ်သုံးဒီမှာတစ်နှစ်သုံးလေးသူပါဝင်တစ်နှစ်သုံးချရောတဲ့၄6တဲ့အဲ့သူချတော့မယ်လို့လာပြီ1ရဲ့4ရဲ့6ရဲ့ပြုံးနော်ဟုတ်ပြီနော်ဒီမှာနော်ခွန်1 4 1 3 4အဲ့လိုနော်ခွန်1 4 1 3 4အဲ့ဒီလိုအဲ့ဒါတွေတူပဲအဲ့လိုဖြစ်တာနဲ့အဲ့ဒီကဏ္ဍကြနော်ကြတဲ့အချိန်မှာဒီမှာကြည့်1နှစ်2နှစ်3နှစ်4နှစ်5နှစ်သူကနေကြည့်မှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ဒီလိုက်လေ1နှစ်2နှစ်3နှစ်4နှစ်5နှစ်โอเคပဲရီလိုက်1နှစ်2နှစ်3နှစ်4နှစ်5နှစ်အဲ့ဒီမှာဟုတ်သလား1 2 3 4 5အဲ့ဒီမှာနော်ဒီကနန်းရဲ့ဒီကနန်းရဲ့ဒီကနန်းစိန်ခေါ်ပြီးမွေလိုက်ခင်ဗျားတို့နော်တဲ့နေရာလုံးသားတဲ့နေညိုလို့လည်းမှတ်ဒါတော့မှတိတိတိအခုပြင်ရတာဒီကနန်းကုခံမဲ့စနစ်ကခင်ဗျားတို့သူ့ရဲ့အပေါ်မှာနှစ်ဒီမယ်ချင်းညီလို့ပြမယ်သူ့ရဲ့ပေါ်ဒီ4ခွန်1 4လို့ဆောင်1 4 3လို့ရိုက်ဒါ3 9 1 1မှာသူကစောင်းမှာပြုတ်ဆိုချတာနော်ဒီကလည်းခွန်1 4 3 4 1လို့ရိုက်3 9 1 1မှာပြုတ်ဆိုချသူချနေခွန်လေးရင်သူကနှစ်ကပိတ်တာနဲ့4ထိပ်အဲ့သူကြတယ်သူကနှစ်ကပိတ်တာနဲ့4ထိပ်ပြုတ်မယ်အဲ့ဒါကြောင့်မို့ဒီထောင်လေးကြတယ်နော်အဲ့ဒီမှာ6 4တိတက်ဒီနားလေးရှိတယ်ဒီမှာလည်းတစ်ကွက်ရှိတယ်နော်ဒီမှာလည်းတစ်ကွက်ရှိတယ်အေးအဲ့ချိန်တော့ဒီမှာမရှိလို့ဒီ6 4တက်ကိုဒီလိုစီးမတိရောမထိုးကြအောင်မို့လားကျုပ်လည်းသူများထိုးခိုင်းတာပေါ့ဟာနော်ဒီမှာ6 4တက်ကဒီမှာလေရှိသေးတာလေဒီမှာ sorry မရှိဘူးဒါပေမဲ့သူတို့ဒီအထောက်နဲ့နှစ်ပိတ်တာနဲ့ကွန်ကဒီထောင်နဲ့4က4ထိပ်ပဲဒီမှာ4တက်6အဲ့တုံးတော့ထောင်အောင်မယ်ဒီမှာလည်းအဲ့လို4တက်ကွန်ဒါကြ3တက်4ကြနှစ်ပိတ်ကနှစ်ပိတ်ရှိရတယ်4ထိပ်နဲ့ဒီထောင်ကွန်မယ်အဲ့ဒါကိုပြောပြတယ်နော်ကြံရင်ဝေးပေါ့နော်ဆွဲစီထားလိုက်ရှင်းရှင်းလေးဟိုနေ့ကအကွက်ကိုဝေးပါမယ်နော်မညီဘူးနော်သူသွားလာဝင်ညီဘူးနော်သူ့လှုပ်ချက်ကနော်ဒီလိုပြန်ညှိရဲ့စနစ်ကဒါဒီနားလေးနဲ့ကျုပ်ကဖြတ်ပြောရင်ခင်ဗျားတို့ဘာမှမသိကြိုက်မှာမဟုတ်လို့လူလေးလဲဒါလုံးတိမလုံးတင်ဆိုတဲ့စနစ်ကိုကျုပ်ကဝေဖန်ပြတာနော်ရှင်းတယ်နော်သူရွေ့ဖို့ရတာဒီကနန်းအုပ်စုဒါဒီကနန်းရွေ့ပေါ်တာအများကြီးခင်ဗျားပြောရင်တအုပ်လုံးကုန်တယ်6 8 3အဲ့ဒါမှဒီကနန်းရွေ့ရတယ်9 3 5 6ဒီမှာသူကနေတပင်းကြီးဒီကနန်းဒီကိုပြုတ်ဆိုပူတာဒါလည်းအဲ့လိုပဲဒီကနန်းဒီရွေ့ပေါ်6 8 3အဲ့ကနန်းအဲ့လိုပဲသူ့ရနဲ့3ပိတ်လိုက်တော့ကွာပဲသူကတပင်း5ထိပ်3ထိပ်5ထိပ်6ထိပ်အဲ့သူတပင်းဒီကနန်းပြုံးမလဲကွာအဲ့သူကူကဒါတွေရှိရသူရှိတယ်နဲ့သူကလည်းအဲ့လိုကူကဒါတွေရှိရင်သူရှိတယ်ပြန်ရှိရမှာပြန်6 3 9 1 1ရက်4 3 1 1ရွေ့3 9 1ရက်4 3 1ရွေ့4ခွန်1 4ချက်ဆောင်းခွန်1 4ရက်ရိုက်တယ်ဘယ်သူပဲပေါ့နှစ်လို့ပိတ်မှာ4 6 1နှစ်နဲ့နှစ်ပိတ်4ထိပ်နော်4 1 6
ဒီသုံးလုံးတောင်သူ့ရဲ့ပုံမှာ2လို့ပိတ်နော်ဒီမှာက4 1 6 1အဲ့ဒီအထောင်သုံးလုံးကိုမယ်အဲ့ဒါနေတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာဟာအဲ့ဒါနေတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာနော်ဒါစီနာနဲ့ပြရတယ်လိုက်ထိုးခြင်းတို့မထိုးခြင်းနှစ်သုံးလေးကောင်းတာဗျာကောင်းတာမကောင်းတာကလေးရတယ်နှစ်သုံးလေးရတယ်ဒီနှစ်သုံးဒီနှစ်သုံးယူထူးနှစ်သုံးလေးနည်းပြင်းလို့ပြရပြီလေမှာကလန်နာမှာဒီလူဒီကောင်တဲ့တဲတာနဲ့ဒါကလည်းဘူးတဲ့ဒါကလည်းဘူးတဲ့ဒီကောင်တဲချေပဲနှစ်ကပ်ပဲရှိတယ်ကလန်နာမှာ9ခုညပတ်လဲတဲ့ဘူးတဲ့ဒါလည်းဘူးတဲ့ဒါလည်းဘူးတဲ့တည့်နှစ်3ဘရိတ်6လို့ရိုက်မယ်တဲ့အဲ့လိုဖြစ်တည့်နှစ်3ဘရိတ်6လို့ရိုက်မယ်ဒါရောနှစ်ကွက်တောင်ဆင်းသွားတယ်ဒါလားပေါ့အမှန်ဒါကြတာထင်တယ်ဒါမှမလို့သူပြန်လောက်တာဘရိတ်6အဲ့ဒီဘရိတ်6ကဒီနှစ်ပဲပြေဦးနဲ့အဲ့ဒီထဲမှာနော်တစ်ခုရှိဒီဥကြောင်းဘူးနှစ်ထဲမှာရှိတယ်အဲ့ဒီဥကြောင်းဘူးနှစ်ထဲမှာဒီမှာတည့်နှစ်3ဘရိတ်6 5 8 3ရိုက်ခုရဒီကလည်းတည့်နှစ်3ဘရိတ်6ရိုက်ခုရဒီဥကြောင်းကဘူးမယ်ဒီကလည်းတည့်နှစ်3နော်အဲ့ကနံပါတ်လည်းရိုက်ခုရဟောသူများတာထိုးခိုင်းတာအဲ့လည်းဝက်တိတ်ထိုးတဲ့ကောင်ဒီကကောင်အဲ့ကျုပ်ရွေးပေးချင်ပါမှာကျုပ်ကတအားကောင်းလိုက်ပြီအဲ့မှာလာပြီအဲ့ကြည့်လိုက်လေအဲ့ဘရိတ်6ကနေကြည့်လိုက်လေတည့်နှစ်3အဲ့ဘရိတ်6ကနေ6မို့9မှာနော်ဒီဘရိတ်ကိုထိုးလဲ6ကိုထိုးတည့်နှစ်3ဒီအဲ့လိုကြီးတည့်နှစ်3လာပဲ3လေးနဲ့ဟိုတစ်ဆိုင်ကလည်း3လေးနဲ့တင်တာနော်အဲ့ဒါကြတော့ဗာဖြစ်တယ်ခုနကပါဟိုလူမှန်တာပြန်ကြည့်လိုက်3လေးနဲ့အဲ့တော့ဘာတော့မှမသိဖြစ်သွားတယ်ထွက်မှာအဲ့ဒါအစီကြောကြီးအများကြီးရှိ3ထိပ်ပရိကို3ပိတ်တာနဲ့ဂျုံးပြစ်ချတယ်တော်နော်ဝိထိုးပြီးကိုရမမဝင်ဘယ်လောက်လဲMessenger လာခဲ့ပါဆိုလေခုနကျွန်တော် line မှာတက်အော်မဲကောင်းတာဟောပဲလေဘာတော့ဘုကနံပြီးတော့မှာပါရှင်းရတဲ့စာအုပ်တောင်ကုန်တော့ဒီမှာဒီ2023ဝယ်တယ်ဥယျာဉ်အကောက်တွေတော့နည်းနည်းဖော့ထားတာမပေးနေအဲ့ဒီမှာအမတ်တူလေဒီမဲ့တူလေဒီမဲ့တူလေနော်ဒီမဲ့တူလေအဲ့ဒါအကောက်မသိဖုံးနေမှာရလားရိုက်ပြီးလာဆက်ခွင့်ချုပ်တော့အဲ့သူတို့စီလည်းဖုံးဆက်မေးကြည့်တာအဲ့ဖုံးတာပါတယ်ရိုးရင်ကြွားရကြတယ်ဒူးလည်းရင်းလမုတ်ခင်ဗျားတို့ညော့နေကြတယ်ရှိရပြီ Messenger လာတော့ live ဖက်လည်းမလာပါဘူးကိုကြရဲ့ကိုလို့ပဲကျွတ်တော့လုံးသားနဲ့ဘွားရိုက်ပါပဲ၄ချိန်တွင်တော့၄ချိန်တွင်ပေါ့အောင်ချမပေါက်လို့မထွက်ဖို့မရဘူးအဲ့တော့က၄ချိန်မထွက်လို့ပဲပြုတ်တော့တာဆိုဒီ၄ချိန်တွင်ခုပါလဲပေါ့မှာထင်တာပဲရပါလားမိုက်ပါလေအာကြီးပြအဲ့လိုရှေးကြောင်မှုထွက်တာရကိုရှိခွန်ရှိကူလို့ပါလို့ဂျုံချကူလို့ပါညာဒါကျုပ်ကကြော်ရိုက်ခဏလေးဒါဒီမဲ့
ခင်ဗျာ6လေးတော့ထွက်နိုင်လားအကုန်ထွက်နိုင်တယ်ဗျာခင်ဗျာတော့အကုန်ပြပေးလို့ရတယ်သူနေရတယ်ဒါနဲ့မညိဟိုပါနဲ့ညိလောလောဆယ်မထိုးမဖြစ်တော့ပြောပေးခဲ့မယ်နော်ကြာရင်ထိုးဒါက3ခုလေးလည်းနားလည်းမဲတူကားလိုက်နေတယ်ရတယ်လောက်ဆိုရတယ်ကြည့်နားတမထိုးမဖြစ်တယ်ကွာနော်အားလေးလည်းညီမလေးဟို6တင်းနဲ့ဒီနေ့3 4 5 6 9 8 9 8တက်6ဒီနေ့3 4 5 6 3 9တက်နော်ဒါရောင်ဆုံးမအဲ့လိုဆုံးအဲ့ဒီကနန်းကနေတဲ့ဒီဘက်ကို2 5 8ဒီဘာညာကွီကွာ6 7ဒီပြန်ပို့စုတော့မယ်ဆိုရင်တဲ့အဲ့ဒါလို့စုတော့မယ်ဆိုရင်တဲ့သူကနေရေးရမယ်နော်ဒီကောင်လေးရှိတဲ့နေရာနဲ့အခါမကြည့်သူစုရမယ်ဆိုအယောင်သူလုံးတော့မယ်သူရှိတော့မယ်ဒီကနန်း1 2 3 4 5 6 9 8 9ဝင်ပြီးကြ1 2 3 4 5 6ဝင်ပြီးကြအဲ့လိုဖြစ်တော့မယ်သူကနေဖြစ်တော့မယ်ဆိုရင်တဲ့8ကခါလိုက်မယ်85တွဲမှာအဲ့လိုတွဲတယ်နော်8ခါ85တွဲတခါလဲသူ့ရဲ့ဆောင်မှာ8ခါတဲ့85လို့တွဲအဲ့ဒါထောက်ချက်နော်အဲ့လိုတွဲပြီးတော့မှတဲ့သူကနေစောင်းတန်းလေးဂျုံပြစ်မယ်1 2 3 4 5 6ဒါက1ထိပ်တဲ့ဒါက3ညာထိပ်အဲ့1နဲ့3ညာလေးက1တဲ့တက်တာနဲ့8ထိပ်ထဲမှာ9တဲ့8နဲ့5လို့တဲဖြုတ်တယ်တဲ့ပြုံးတဲ့သူလာတော့နော်ပြောတော့မှဒီနှလုံးကတက်တာနဲ့8ထိပ်နဲ့9အဲ့နှစ်ခါဟောဒီနှလုံးနှစ်ဒီနှစ်ပိတ်ပုံမဟုတ်အဲ့မှာချတခါလဲဒီကနန်းကနေသူကခွန်ကားနေတည့်တော့ခွန်ကားနေဒီလိုသူက8ခါခွန်တင်ငါပြီ1 2 3 4 5ဒီ8နဲ့5ယူတော့မှ3ည1ရဲ့2ဟော3ည1ရဲ့1တက်တာနဲ့8ထိပ်ထဲမှာ9အဲ့ဒီ9တပိုင်းနေရ8လို့အဲ့8နဲ့5ပြုတ်တယ်ဒီနေ့ဒီကနေ့8ခွန်5 1 2 3 4 5 6ပဲမှာ4နဲ့ခွန်တွေက1 8ထိပ်နဲ့ပါတယ်မှာ9ဒါကလည်း9အဲ့မှာ8နဲ့5ပြုတ်ကလေးပြီးရောတဲ့သူကနေသွားတဲ့အခါမှာသူပြုတ်အောင်လာပြီအဲ့ဒီနှစ်ကဒီလိုနှစ်ခေါင်းကတင်းစားတာ1 2 3 4 5 6အဲ့ဒီ6ချိန်မှာတဲ့ဒီမှာနော်အဲ့ဒီ6နှစ်မှာတဲ့8တဲ့5တဲ့9တဲ့အဲ့တုံးလုံးကနှစ်မှတ်တာနော်အဲ့လိုနှစ်လို့တွေ့ရတယ်အဲ့ဒီမှာဒီကနေ့6တဲ့ရှစ်ကရုပ်ကလေးချသူချတော့မှသူဒီခါကဂျွန်းပြက်ပြီးအပိတ်ချလိုက်အဲ့ဒါကြည့်မိကြအကုန်ရှင်းမယ်နော်ကြည့်နေအဲ့လိုချတာနဲ့ဒီကလည်းသွားခုနလိုဒီ9ရှင်းတဲ့ကနေ1 2 3 4 5 6နှစ်တဲ့3တဲ့မြင်ရတာပဲဖုံးကဒီရောက်ခွန်တဲ့အဲ့တုံးလုံးကနှစ်တန်းနဲ့သူ့ရဲ့ဘေးမှာ2ရဲ့ဘေးမှာနော်ဒီခါသုံးလုံးနှစ်5 8 9နှစ်တာ3ခွန်နဲ့နှစ်တာဒီမှာ8 6သူချတော့မှဒီခါအပိတ်ဒီခါကအပိတ်ပြုံးလေမစိန်ခေါ်တာကြုတ်ပဲအဲ့ဒီကနေ့ခေါ်သေးဘူးလေစိုက်တွေအများကြီးရှိတာပေါ့အဲ့ကနေ့အဲ့ဒီလိုဖြစ်တဲ့နေမှာညာရဲ့ဒီချိန်မှာ3 1ခွန်ဒီချိန်မှာနော်ဒီမှာကြည့်1နဲ့ဒီမှာဒါကလည်းဒီလို1 2 3 4 5 6 9 8 9 8 6 1 2 3 4 5 1 2 3 4 5 6ဒီကနေ့ဒီမှာလဲ1 2 3 4 5 6 9 8 9 8 6 1 2 3 4 5 6ဒီမှာဒီက8 6 1 2 3 4 5 6အဲ့ကနေ့1 2 3 4 5 6အဲ့ဒါဒီကနေ့အဲ့လိုဖြစ်9ထိပ်နောက်တစ်ဆက်9ထိပ်နောက်ပေါင်း4လို့ဖြစ်တာမလဲ9ခွန်9ပရိတ်4ထိပ်နောက်ပေါင်း8 6ခွန်ပရိတ်3ထိပ်နောက်ပေါင်းပရိတ်လားနော်အဲ့ဒီလိုပရိတ်လားတဲ့နော်အဲ့ဒါမှဘာကြီးတော့ခုနက3တက်ခုနော်ဟုတ်တယ်ရဒါကဘာတော့3တက်ခွန်ရဲ့အကြောင်းရှ
စီပေါင်းလေးကိုလည်းပြောတာ3တက်ခွန်ဆက်ခွန်လျှော့ရတယ်နော်ဒါတကွက်ထိုးလာလိုက်နေတယ်နော်3တက်ခွန်လို့ဖြစ်အဲ့ဒီ3တက်ခွန်ဆိုတဲ့ခါနဲ့ကိုစစ်မယ်ဘယ်လိုစစ်မလဲခဏလေးနော်ကျွန်တော်ပြန်ကြည့် break က10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  break က1တာနဲ့ဒီ break 10တဲ့3ပိတ်9ပိတ်10ပိတ်ဒီလမ်းပေါက်ချင်းပေါက်ပေါ့ဟုတ်တယ်မလား389 3ရတယ်နော်ဒီ break 10တဲ့4ပိတ်3ပိတ်3ပိတ်10ဒီ break က1 5ပိတ်9ပိတ်9ပိတ်ခွန်လို့ပိတ်မှာ1ခွန်ပိတ်နော်ခွန်ပိတ်ခွန်ပိတ်မှာတက်ဖြစ်မှာမလားဒီ break က30 3 9 8 3ညပြန်ဖြီးတယ်ဒီ break က30 4 3 3 3ညပြန်ဖြီးဒီ break က1 5 9ဆိုခွန်ပိတ်မှာ1အဲ့ဒီလို1ပြီ1နာနဲ့ကြာသေးရဒီမှာက6 2 8 6 3ညာ3ဒီမှာဝါတဲ့ခွန်ပိန်းနဲ့ပါလဲအဲ့ဒီလိုဖြစ်8 5 6 8 5 6ရ9အဲ့လိုကြာသေး8 4 6 8 3 1 3ထိပ်မှာခုနခွန်ပိန်းဆို3ထိပ်ခွန်8 9ခွန်နော်8 5 6 9 8 4 6 8 3 1 3ထိပ်မှာဟုတ်ပြီ3ထိပ်မှာခွန်လာတဲ့ကြာရီက6နဲ့8 6 3 3ဒီမှာပါလဲအဲ့ဒီလိုဖြစ်ရောအဲ့ဒီလိုဖြစ်တဲ့အခါမှာငါနှစ်9မထင်တော့9ဒီမှာ5ခါ5နှစ်9ကြာပြီနော်အဲ့လိုကြာသည်9 3ည3ည9ဒီနာ9 9 1 9 3ခွန်တဲ့6နော်3ခွန်တဲ့3တက်ခွန်ပြောတာလေတဲ့6နော်မောတယ်ခင်ဗျားဟူတယ်နော်ရှင်းလေး3ခွန်တက်နော်ကြာရင်ထိုးပြီးတော့ပေါ့ဝါကျေးဇူးမတင်ကြနဲ့နော်ဟုတ်ပြီလားနော်မြင်ဘူးလားမသိဘူးတော်တော်စိုက်ကိုပြတာဘယ်လိုပြမှာဒါကသူများတဲ့ကိုစားလိုင်းကိုတင်ရောက်တယ်ကျုပ်လိုက်လွတ်အရင်ဆုံးလွတ်ထားတယ်ခင်ဗျာဒီမှာကြည့်နော်3ပိတ်တဲ့6နှစ်မြောက်မှာ3ပိတ်တဲ့6နှစ်မြောက်မှာ3ပိတ်တဲ့3ကပိတ်ရှင်မှာပဲ3ကပါရင်ပြီးရောရှင်းလေးနော်အဲ3ပိတ်ကြောင်းနဲ့တပိုင်းလေးကြောင်းနဲ့ထောင်တက်ပိတ်နေကြရှင်းတယ်နော်ခုန3ခုဒါကလည်း3ခွန်တက်ပဲရောက်ပါပြီအဲ့စာလေးပါ3ညာပရိတ်3ညာပရိတ်1ပရိတ်1ပရိတ်နဲ့ကြာသေးရ6နဲ့8ကြာသေးရ6 3ညာ3လုံးတစ်လုံးနဲ့အခြေခံထည့်နေမဟုတ်ပါဘူး3တစ်လုံးနဲ့မဆိုင်ပြောတာဒီရတာလေအဲ့ဒီချင်းကြာသေးဒီ3ညာပရိတ်မို့3ပိတ်9ပိတ်3ညာပိတ်အဲ့ဒါ3ညာဟောဒီဟာကြီး3 3ညာပေါ့ကြာသေးဒီ3ညာပရိတ်မို့4ပိတ်3ပိတ်3ပိတ်ကတခါဟောဒီ3ညဒီ1ပရိတ်မို့5ပိတ်9ပိတ်9ပိတ်မှာ1ရှင်းတယ်နော်မှန်ကြည့်လိုက်အောင်မရှင်းရင်ခု line ပါဆင်းတော့အဲ့လိုဖြစ်တာနဲ့ထိတ်ကလေးက8ရယ်9ရယ်6ရယ်9 8ရယ်4ရယ်6ရယ်8 3ရယ်1ရယ်ဆို3ထိတ်မှာခွန်းစီနီရယ်အဲ့ဒါ4အဲ့ထိတ်3လုံး4လို့ဖြစ်တာနဲ့4ရယ်ပါပါက9အကုန်ချုပ်တဲ့စနစ်များရှိရဲ့ချဲလောက်ကနှစ်ခါ5ခါနှစ်ခါက9ခါ3ညခါ3ညခါက9ဒီဘက်က9နှစ်ချက်နဲ့နော်9နှစ်ချက်နဲ့မှ9မှာ3 3ည9ခါဟဲ့3ည9 3 9ခါ1 9 6 9ခါတက်ခါနဲ့မှ9 3 1ခွန်
ပြုံးတဲ့ပဲအဲ့မှာ3တက်ခွန်ဒါကမောတယ်အဲ့မှာဆင်းအောင်မမဝင်မစင်ကြလာမလာနဲ့ဖုန်းနေလည်းမခေါ်နဲ့နော်ရှင်းလေးရနော်အဲ့3တက်ခွန်ထိုးတာနည်းနည်းပါပါနော်ရှင်းတယ်နော်ဒီမှာခုနကကျွန်တော်ပြောရတာဒါဒီလိုပြောတာခင်ဗျားတို့က3တက်ခွန်မှတ်တာဒီလိုပြောတာ9ထိနောက်ပေါင်းက4 break ကတက်နှလုံးလေးနဲ့တက်တာနော်အခြားလေးတက်လို့မရဘူးနော်အခြားလေးလို့တက်လို့မရဘူးဥပမာပါလေနော်9ထိနောက်ပေါင်း4 break တက်4ထိဒေတာလိုက်ဖုံးပေးတော့ကုန်တော့မှာ4ထိနောက်ပေါင်းက4 break ကတက်3ထိနောက်ပေါင်း4 break ကတက်ခုနဖြီခါတဲ့ကဏ္ဍကဒီမှာနော်အဲ့ဒါထားလောက်ခုနကလေးခုနဖြီခါတဲ့ကဒီ2ရဲ့ကြောင့်ဖြီခါတဲ့ခုနကြားတဲ့ကဏ္ဍကသူကထိတ်တရားဒီလိုလောက်တာနော်ခုနက3ညာ3ဘာညာကွီကွာသားတဲ့ကဒီလိုလောက်တာပါကြာသေးကခုနပြောသလိုပဲအတူတူပဲဖြီခါတဲ့စဖြီခါတဲ့ကဏ္ဍကဘာဖြီခါတဲ့ထိတ်ကဘယ်ရောက်သွားပါလိမ့်နော်နေုံကျုပ်ပြန်မြို့ကြည့်တာမှာထိတ်ကလည်း5 4နော်လုံးဟုတ်တယ်နော်ဟုတ်လားမသိဘူးဟုတ် sorry ဒီတိုင်းနဲ့မဟုတ်ရှစ်လုံးအဲ့ဒါလဲ9ပဲရှစ်ထိတ်ရှစ်လုံးအဲ့ဒါလဲ9ပဲ9မို့ဒီလိုကိုအဲ့ဒါပြောတယ်အများကြီးပဲကလေးလာမှာပေါက်သေးတယ်ပြောတာ9ထိတ်နောက်လုံးပေါင်း4 break တက်4ထိတ်နောက်လုံးပေါင်း4 break တက်3ထိတ်နောက်လုံးပေါင်း4နောက်ပေါင်း4 break တက်အဲ့ဒီလိုတက်တဲ့အချိန်မှာဒီလိုလန့်တက်လိုက်ဒီတက်နောက်ပိတ်မှုနော်တက်နောက်ပိတ်မှုဟိုလန့်တက်လိုက်နော်တခါဒီတက်နောက်ပိတ်မှုတက်လိုက်ဒီတက်နောက်ပိတ်မှု3လေးမပြောဘူးရှုပ်လို့အချင်းပြောပြဒီမှာ3နဲ့တက်နဲ့4တာဗျာ3နဲ့တက်နဲ့4တာ3နဲ့တက်နဲ့4တာရရှိတယ် break တက်3ခွန်တက်3တက်ခွန်ဆရာဗျာအားရနော်ခုနမိုးနာလည်းစကုံရောက်ရချန်ကိုတောင်းပြန်ကြည့်ရအကောင်ကြီးမိတို့လာမလုံးနဲ့အလိုင်းဝတ်တက်မအောင်နဲ့ပြင်းလို့ဘယ်မှာပိုင်လာနေကနာစိုက်မပြအောင်ချမယ်ဒါခုဟာလည်းကြားနိုင်တာပဲဘယ်ကိုမှတ်ထားတယ်ညံသွားရှိတဲ့လူရတယ်နော်โอเค拜拜နော်နော်သဘောပေါက်တယ်နော်ကျွန်တော်ပြောပါဘူးကျွန်တော်ပြောပါလက်ခံလျှော့ရိုက်တာဒီမဲ့လည်းတစ်ခုနော်ဖုံးတော်လော့ကြကိုယ်ရတော့ခင်ဗျားတို့ကျမ်းမာရပြီးတော့ကျွန်တော်ဖုံးခင်ဗျားတို့အဲမွေးကနန်းကကျွန်တော်ဗဒိတ်လိုက်စီပေးလဲပေါ့ပြီးရပါအဲ့ဒါကိုစဉ်းစားဝေးထားတာ364မွေးကနန်းရှိရင်ဒီချိန်ထိုးတာနော်364မွေးကနန်းရှိရင်ဒီချိန်ထိုးတာ364ကိုမွေးတာဒီချိန်မထွက်တော့ကျန်တဲ့ချိန်ကတော့နည်းနည်းလေး364မွေးကနန်းမွေးထားရင်နော်အေးဖြူကျော်မြေအားပေးနေတော့တယ်အားလည်းမပေးနဲ့မဘာဝင်ထားတယ်မရပြီးကြမှာကိုညိုကြီးမတွေ့ဘူးဟိုအချဲအောင်သွားလို့ကိုညိုကြီးရဲ့ကနန်းမှာလို့တဲတယ်ပြန်ငုံမလုံးနဲ့ညိုကြီးကဒီနေ့ကတမှုထူးစနက်အကုန်ချပြတော့မှာဂိုင်ပုံဂိုင်ကြီးအေးပြီးတော့ဒီနားကနောက်ပေါင်း6ရှိရနော်နောက်ပေါင်း6ရှိရနော်ခုန3 6နဲ့တမဒီအထက်ကတက်တယ်လေနောက်ပေါင်း6လေးပြည့်ရမှာညတော့
နောက်ပေါင်း6ပညာကိုက်နောက်ပေါင်း6လေးနော်တချို့ကတော့6ချင်း6လေးမယ်ဘယ်လို6တယ်ဆိုသူသိလာတော့မသိဘူးနော်ဒီ6တွေပေါ့ဟိုအားနေစရတဲ့6လေးနော်ခဏဒီနားရေးကြည့်လိုက်40 48နဲ့6တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်ဒီနောက်နှလုံးပေါင်း6တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်ရောက်ကဒီအကျေနောက်နှလုံးပေါင်း6အဲ့ဒီမှာ1နှစ်3တစ်နှစ်2နှစ်2နှစ်3နှစ်4နှစ်5နှစ်3ပဲတဲ့နောက်ပေါင်း6တစ်နှစ်3 4 5နှစ်3ပဲစင်နော်နောက်ပေါင်း6နော်တစ်နှစ်3 4နော်5နှစ်3ပဲစင်နောက်ပေါင်း6ဒီလိုတွေတစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်နောက်ပေါင်း6ဟုတ်တယ်လားတခါရှိသေးတယ်နာနောက်ပေါင်း6ကမရှိမပြတော့တစ်နှစ်2နှစ်3နှစ်4နှစ်5နှစ်နော်3ပဲတဲ့မရှိတော့ဘူးနောက်ပေါင်း6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 နော်ညိုကြီးမသိရမရှိဘူး line နေတယ်အဲနောက်ပေါင်း6တွေတော့နောက်6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 ဆိုခုနကဟိုလေးက3ညာထိတ်နေနော်အဲ3ညာထိတ်ကနောက်ရောက်သွားမှာအဲနှစ်မပါနှစ်3နှစ်60နော်နှစ်60နှစ်3ညာ6ကြာရလို့နော်အဲပြောဒီနောက်6နောက်6တော့အကုန်ထည့်ကြည့်ရတယ်ထည့်လို့ရတယ်တူဘူးအပြီးမရဘူးဒါတွေဒါပဲဖုန်းတော့လွတ်ကြအဲနောက်6စက်ခွင့်ချောရတယ်နောက်6မွေးကနရေးပြပြီမှာမွေးကနကခမရလေမွေးကနခုနပြနာပဲကိုလေးရတယ်ဒီလိုမန်ပါအန်တိတ်ဖြစ်သွားတယ်ဒါပဲနော်ညီကြီးရတော့ပြောပဲစိတ်မညစ်တော့